တခါတော့ပုံနာကြီးတူဟာရစ်ပူဇော်ဖို့အတွက်စိတ်ကြီးတကောင်ထမ်းပြီးတော့လမ်းလျှောက်လာအဲ့ဒါလူလိန်သုံးကတွေ့တဲ့အခါမှာအဲ့ဒီစိတ်ကြိုတို့ကစားကျင်တော့စိတ်ကိုစားလို့ရအောင်ဘလို့ကြံမလဲဆိုလူလိန်သုံးကအကြံထုတ်အဲ့ဒါနဲ့ပုံနာကြီးကနည်းနည်းလေးလှမ်းလှမ်းကိုလျှောက်လာနဲ့အဲ့မှာလူလိန်သုံးယောက်ထဲတယောက်ကထွက်အလိုပုံနာကြီးဘယ်နဲ့ခွေးထမ်းလာတော့နဲ့ခွေးကိုဘလို့ဖြစ်လို့ထမ်းလာတော့ပုံနာကြီးရုပ်ပြက်ဆင်းပြက်ကြီးဆိုပုံနာကြီးလန့်သွားဟာဘာတွေလာပြောနေတာလဲငါထမ်းလာတာစိတ်ပါကွာဘယ်နဲ့မင်းခွေးမဟုတ်ကဟုတ်ကတွေလာပြောနေတယ်ဟာပုံနာကြီးခွေးထမ်းပြီးတော့ဘယ်နဲ့စိတ်လို့ပြောနေအဲ့လူလိန်ကြီးကထွက်သွားပုံနာကြီးကနည်းနည်းတော့စိတ်ထဲမှာစနိုးစနောက်ပြဘာတွေလာပြောနေတာဒီကောင်စောစီစီမူးလာပုံရတယ်အဲ့နည်းနည်းလမ်းလျှောက်အဲ့လူလိန်ကြီးတော့တဲ့နောက်ထပ်တစ်ယောက်ကလမ်းကိုလေးနာမှာထပ်ထွက်လာဟာအသင်ပုံနာကြီးဘယ်နဲ့နွားကြီးထမ်းလာတော့နွားကြီးကိုဘယ်နဲ့ထမ်းလာတော့ပုံနာကြီးမပင်ပန်းတဲ့အတိုင်းပဲပုံနာကြီးကကြောင်သွားပြန်ဟာငါထမ်းလာတာစိတ်ကြီးပါဘယ်နဲ့ဒီကောင်နွားကြီးလို့ပြောပြန်ပြီဟာမင်းဘာတွေလာပြောနေတာလဲငါထမ်းလာတာစိတ်ကြီးသေးချာလဲကြည့်ခုမှစောစောစီးရှိသေးတယ်အိမ်မုံစုံမွားနဲ့ဘာတွေလာပြောနေတာဒီကောင်လဲအဲ့ဒါပုံနာကြီးဆက်လျှောက်အဲ့နောက်ထပ်လမ်းဖြတ်တစ်ခုကိုရောက်တဲ့အခါခုနလူလိန်သုံးတဲ့နောက်ထပ်လူလိန်တူထွက်လာပြီးတော့အဲ့လူလိန်ကြီးကထပြီးတော့အော်ရန်အိုးပုံနာကြီးအသင်ဘာလို့မြည်ထမ်းလာတာတော့ပုံနာကြီးကတော်တော်ကြောင်သွားဒီတစ်ခေါက်တော့ဟာငါထမ်းလာတာစိတ်ပါဘယ်နဲ့မြည်ထမ်းလာမှာတော့ဒါပေမဲ့ဒီတစ်ခေါက်ကျတော့ပုံနာကြီးကရှေ့ဆက်တောင်လမ်းမလျှောက်နိုင်တော့ဟာငါထမ်းလာတာစိတ်အဲ့ဒါကိုတကောင်ကလည်းခွေးပြောလို့ပြောနောက်တစ်ယောက်ကလည်းလာပြီးတော့မြည်ပြောလို့ပြောဟောနွားပြောလို့ပြောတယ်ငါထမ်းလာတာဧကန်နမကောင်းဆိုးဝါးကြီးထင်တယ်ဆိုအဲ့စိတ်ကြီးကိုပြက်ချပြီးတော့ပုံနာကြီးကတက်ချိုးတဲ့လစ်ပြေးပါလေရောအဲ့ဒီကြမှာလူလိန်ကြီးသုံးကထွက်လာပြီးတော့ဝမ်းသာအာရနဲ့ခုနပုံနာကြီးပြစ်ချသွားတဲ့စိတ်ကိုချက်ပြုတ်စားတော့ဖို့တခါတည်းထမ်းပြီးတော့သူတို့အိမ်ကိုယူသွားကြလူချင်းတို့ခင်ဗျာဒီပုံမြင်လေးကနေကျွန်တော်တို့ lesson story ဘာတွေရလဲကျွန်တော်တို့လောကမှာကိုလုံးနေတဲ့အလုပ်ကိုအာယုံအပြည့်အဝစိုက်ဖို့လို့ဟာသူများတွေရဲ့စကားတွေကြီးပဲရှောက်ပြီးတော့ရောင်နေလို့မရဘူးဟာဒီနေ့ social media ပေါ်မှာတော့ပို့ဆိုးတာပေါ့ဟာ post ရောက်မှာဝင်ပြီးတော့ comment တွေရေးတဲ့အခါမှာသူများစိတ်မချမ်းမသာဖြစ်အောင်တမင်သက်သက် comment ဝင်ရေးတဲ့အဖွဲ့တက်တက်ရှိအရေးကြီးဆုံးချက်ကကိုလှုပ်တဲ့အလုပ်အပေါ်မှာမိမိရဲ့ယုံကြည်မှုကအပြည့်အဝရှိဘူးလို့ပဲခုနလိုမျိုးတစ်ဖက်သူရဲ့စကားကိုနားယောင်နေလို့ကတော့အရှိကိုဘယ်တော့မှရောက်မှာမဟုတ်ကျွန်တော်တို့တခုခုကိုစူးစမ်းအားထုတ်လိုက်တိုင်းမှာကျွန်တော်တို့မဖြစ်နိုင်ဘူးလို့လာပြောတဲ့သူတွေကအယောက်3သိန်းလောက်ရှိတကယ်တော့ကျွန်တော်တို့မဖြစ်နိုင်ဘူးလို့လာပြောတဲ့သူတွေဟာသူတို့ကျွန်တော်တို့လှုပ်တဲ့ကျွန်တော်တို့စူးစမ်းတဲ့အရာမျိုးသူတို့လှုပ်ခဲ့ပြီးစူးစမ်းပြီးသူတို့မဖြစ်ခဲ့တာသူတို့တော့မဖြစ်တိုင်းကျွန်တော်တို့မဖြစ်နိုင်ဘူးလာပြောတာသူတို့မဖြစ်နိုင်တိုင်းကျွန်တော်တို့မဖြစ်နိုင်တာမဟုတ်ဘူးတယောက်နဲ့တယောက်ဟာမတူညီဘူးဒါကြောင့်ကိုလှုပ်တဲ့အလုပ်ကိုတစိုက်မမနဲ့ယုံကြည်မှုရှိနဲ့စူးစမ်းအားထုတ်ဖို့လိုတယ်ပဝန်းကျင်ကအတန်တွေကိုအလွန်ကြုံခုနပုံနာကြီးလိုအာယုံဆိုင်မယ်ဆိုရင်တော့စိတ်ကြီးကိုပြစ်ချပြီးတော့ထွက်ပြေးရတဲ့အခြေအနေမျိုးဖြစ်မှာဖြစ်ပါတယ်လို့ချစ်ခင်စွာကျွန်တော်ဒီပုံမြင်လေးကိုမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူကျွန်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒါကြောင့်တစ်ခါတလေကြာရင်စိတ်တက်ကြစရာအကြောင်းအရာတွေပဝန်းကျင်ကြားရမယ်ဆိုရင်ခုနပုံနာကြီးနဲ့လူလိန်ကြီးသုံးရဲ့ပုံမြင်ကိုပြန်ပြီးနားအောင်လိုက်ပါပြန်ပြီးတော့နားထောင်လိုက်ပါပြန်ပြီးတော့နားထဲမှာကြားအောင်လိုက်ပါလူချင်းတို့အတွက်တွေးခေါ်စရာတွေရရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့သင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တစ်လကိုသင်တန်းတစ်မျိုးပဲဖွင့်တယ်အခုလာမယ်ကျွန်တော်တို့9လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စကားစွမ်းရည်သင်တန်းဖြစ်တယ် business presentations master class ဖြစ်တယ်မိမိတို့ရဲ့စကားစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မည်သူမဆိုတက်နိုင်တယ်online သင်တန်းဒီအခုလာမယ်ကျွန်တော်တို့9လပိုင်း6ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်ထုံးစံအတိုင်း online ကနေတစ်လတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမဆိုတက်နိုင်တယ်သင်မဲ့ပုံစံကနေ့စဉ်ကျွန်တော်တို့တစ်လလုံးတော့နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းအဲ့ဒီတိုင်းပြန်တင်ပေးမယ်သင်တန်းကာလတစ်လပြီးသွားလို့ assignment ဆောင်ရွက်ရင်ကျွန်တော်တို့ certificate ကို email ကနေပေးပို့ပေးမှာဖြစ်တယ်live lecture ကတော့ကျွန်တော်တို့ကအပတ်စဉ်ကျွန်တော်တို့တနင်္လာနေ့ည8:00 နာရီတိုင်း Zoom ကနေ live stream သင်မှာဖြစ်တယ်တခါသင်3နာရီလောက်ကြာတယ်မေးခွန်းတိုင်းကိုဖြေပေးတယ်အဲ့တော့သင်တန်းတက်နေတဲ့လူချင်းတို့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲ့ဒီ live ကိုမကြည့်ပြရင်လည်းမပူနဲ့နောက်ရက်မှာ recorded video ကိုကျွန်တော်တို့က Facebook group ရော Telegram private channel မှာတင်ပေးမယ်သင်တန်းကာလတစ်လပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်အပြင်လူတွေ့သင်တန်းကတော့ကျွန်တော်တော်ဝင် center မှာတက်ရမှာဖြစ်တယ်ကျွန်တော်တို့
အပြင်သူတွေတင်တန်းအကြောင်းမပြောမိမှာကျွန်တော်တို့စာအုပ်လက်ဆောင်အရင်ပေးလိုက်အောင်မယ်เนาะကျွန်တော်တို့စာအုပ်လက်ဆောင်လူချင်တဲ့သူတွေအတွက်ကျွန်တော်ဒီအစီအစဉ်မှာလည်းလူချင်းတို့စာအုပ်လက်ဆောင်9အုပ်ကိုနှစ်သက်စာအုပ်လက်ဆောင်အစီအစဉ်နဲ့ပေးဦးမှာဖြစ်တယ်အဲ့တော့အဲ့ဒီအစီအစဉ်မှာပါဝင်ခြင်းကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပေးအဲ့ဒီထက်က9ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်9အုပ်ကိုတယောက်ကိုတစ်အုပ်နှုံးနဲ့ကိုမောင်ရတယ်ဆိုကိုမောင်ဖတ်ဖို့ဆိုပြီးတော့အိမ်တန်ရာရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှာဖြစ်ပါလို့သတင်းကောင်းပါလို့ပါတယ်အဲ့တော့မျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးလိုက်ရုံပဲအပြင်လူတွေတင်တန်းကတော့ကျွန်တော်တို့ရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတယ်အခုကျွန်တော်ရောက်နေတဲ့ ML တင်တန်းကျောင်းမှာเนาะကျွန်တော်တို့လာမယ့်9လပိုင်းကျွန်တော်တို့က10ရက်နေ့နဲ့17ရက်နေ့မေလ10ရက်နေ့နဲ့17ရက်နေ့စနေတင်းဝင်2ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီအထိကျွန်တော်တို့ရင်းနှီးချစ်ခင်စွာ2ရက်အချိန်ပြည့်တွေ့ဆုံပြီးတော့တက်ရမှာဖြစ်တယ်ကျွန်တော်တော်ဝင်စင်တာ3လမှာရှိတယ်ကျွန်တော်တို့ရဲ့ ML တင်တန်းကျောင်းရဲ့ဒီတောင်ငူရုံးထဲမှာကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတက်ရမှာဖြစ်တယ်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်မင်းတရားရွှေထီးဘရင်တော်မင်းတရားကြီးတို့ရဲ့เนาะကျွန်တော်တို့အငွေအသက်တွေရှိတယ်ကျွန်တော်တို့ရဲ့တောင်ငူရုံးထဲမှာအဲ့တော့ကျွန်တော်ကတင်တန်းနဲ့ဟောပြောပွဲတွေကိုခွဲထားတယ်အဲ့တော့ဒီမှာကြည့်ကြည့်လိုက်ကျွန်တော်တို့ကဒီကျွန်တော်တင်တန်းခမ်းမကိုကြည့်ကြည့်လိုက်ကျွန်တော်တို့ကလူနည်းနည်းပဲကျွန်တော်တို့လက်ခံတာဖြစ်တယ်ဟောပြောပွဲဆိုတော့လူ900 1000နဲ့ကျွန်တော်တို့ပြောတယ်တင်တန်းဆိုတဲ့အတွက်ကျွန်တော်တို့ကရင်းနှီးကျွန်တော်နဲ့ဆွေးနွေးပြီးတင်ကြားလို့ရအောင်အခုလိုလူကြီးကန့်သက်ပြီးတော့ကျွန်တော်လက်ခံတာဖြစ်တဲ့အတွက်စကားဆွေးရင်တင်တန်းလူပြည့်တာမြန်ပါတယ်အဲ့တော့နီးလာမှအပ်မယ်မလုံးနဲ့ကြိုးအပ်ထားပါအဲ့တော့ online တင်တန်းပဲဖြစ်ဖြစ်အပြင်တင်တန်းပဲဖြစ်ဖြစ်တင်တန်းတက်ချင်တယ်ဆိုရင်လူကျွန်တော်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ကို comment မှာမရေးနဲ့ Messenger message မှာ send ပေးထားပြီးပါကျွန်တော်တို့ team ကညီတွေညီမတွေကဆက်သွယ်ပေးမယ်အခုပထမအဦးဆုံး online ကအယောက်100အပြင်တင်တန်းကကျွန်တော်တို့ပထမအဦးဆုံးအယောက်30ကိုကျွန်တော်တို့ 20% discount ပေးထားပါတယ်သူတို့ဆက်သွယ်လိုက်လူချင်းတို့သိလို့တဲ့တင်တန်းကြီးတို့တင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးမြန်းနိုင်တယ်ကျွန်တော်ဒီ page တွေကိုလည်းဝင်ကြည့်ပါအပေါ်ဆုံးမှာတင်တန်းအကြောင်း video file နဲ့เนาะတင်တန်းကြီးကအစတင်ထားပေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီတင်တန်းဒီစကားစွမ်းရည်တင်တန်း business presentations master class လို့ဆိုတာနဲ့အညီစကားစွမ်းရည်တွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားစွမ်းရည်၃ခုဖြစ်တဲ့အယောင်ဆိုင်ရာပြောဆိုမှုတွေ so အဲ့တော့ online ရောအပြင်ရောပါမယ်ပြီးရင် meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူထုအကြားဟောပြောမှုဒီ၃ခုကိုကျွန်တော်ရဲ့နှစ်ပေါင်းများစွာပရိသတ်ပေါင်းများစွာအကြောင်းအရာပေါင်းများစွာဟောပြောခဲ့တဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြီးတော့လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်မြန်မာနှစ်သစ်မှာစကားစွမ်းရည်မြင့်တင်အောင်မြင်ခြင်းတဲ့သူတိုင်းနဲ့စကားစွမ်းရည်တင်တဲ့မှာတွေ့ကြမယ်ဘန်ကောက်အစီအစဉ်ကတော့ကျွန်တော်တို့ meet and greet in Bangkok ကျွန်တော်ရဲ့ Bangkok fan meeting ကိုကျွန်တော်တို့အခုလာမယ်9လပိုင်း18ရက်နေ့အင်္ဂါနေ့ sorry 9လပိုင်း18ရက်နေ့တနင်္ဂနွေနေ့နေ့လယ်2နာရီကနေညနေ9နာရီထိဘန်ကောက်မှာဆောင်ရွက်မှာဖြစ်တယ်လူကြီးအထူးကန့်သက်ပြီးလက်ခံမှာဖြစ်တယ်ဒါကြောင့် meet and greet in Bangkok ပွဲticket လိုချင်တဲ့သူတွေက meet and greet in Bangkok ticket လိုချင်ပါလို့ Messenger မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်အခုပဲမိမိတို့ရဲ့အောင်မြင်မှုကို2ဆတိုးဖို့အတွက်အလုံး2ဆတိုးပြီးတော့စ조사ဆောင်ရွက်လိုက်ကြပါစို့ we must work together we must build our nation